မင်္ဂလာပါခင်ဗျာမေလ10ရက်နေ့ညနေချမ်းတည်င်းလေးကိုကျွန်တော်ဒီကနေ့တင်ဆက်ပေးချင်ပါတယ်ခင်ဗျာခရင်ပြည်နယ်ကျုံတို့မြို့နွမ်းချံကုန်းကျေးရွာအနီးမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တိုက်ခတ်ချင်မုံခံရသောကြောင့်ဒုတပ်ရမှုအပါအဝင်30ဦးခန့်တေဆုံးခဲ့တယ်လို့မွန်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် NLA ကဒီကနေ့တင်မှာထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့ AB လ30ရက်နေ့မှာကျုံတို့မြို့နွမ်းချံကုန်းကျေးရွာအနီးကို AN 50ခန့်ဝန်းကျင်လောက်စီးတဲ့စစ်ကောင်စီစစ်ထိုးလာတယ်စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့အင်အားစုတို့အကြားနှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပါတာအချိန်3နာရီလောက်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းစစ်ကောင်စီရဲ့အမ4-3ချင်းမြန်တပ်ရည်ကဒုတပ်ရည်မှုဗိုလ်မှူးမွန်မင်းထက်အပါအဝင်အကြအရာရှိတပ်သား30ဦးခန့်တေဆုံးခဲ့တယ်တော်လာရေးအင်အားစုပူပေါင်းတပ်ဖွဲ့တွေရဲ့တိုက်ခိုက်ချင်မှုကြောင့်အထိနာသွားတဲ့စစ်ကောင်စီတပ်ဟာစစ်ကြောင်းပြက်ပြီးနောက်ပြန်ဆုတ်သွားမယ်လို့မွန်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် NLA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ဒီလိုတိုက်ခိုက်မှုကိုမွန်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် NLA အပြင်မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖြတ်ရေး NSB AD ပြန်လွှာစစ်ကြောင်းလမ်းယုံဘက်တလီစစ်ကြောင်းစတဲ့ကရီအမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့အခြားပူးပေါင်းတပ်ဖွဲ့တွေလည်းပါဝင်တိုက်ခတ်ခဲ့တယ်လို့လည်းသိရပါတယ်မွန်ပြည်လွတ်မြောက်ရေးတပ်မတော် MLA ကတော့ဒီကနေ့အထိကျုံတို့မြို့အနီးပတ်ဝန်းကျင်မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့အတွက်ပြည်သူတွေရဲ့လက်နက်ကြီးနဲ့လေကြောင်းအန္တရာယ်တို့ကိုတတိထားသွာလာနေထိုင်ကြဖို့လည်းတိုက်တွန်းထားပါတယ်ခင်ဗျာနောက်ထပ်တဲ့ပုတ်ကတော့မိထီလာမြို့နယ်ရန်ကုန်အဝင်းတည်တက္ကသိုလ်တဒဗေဒဌာနဂတိကဒေါ်ဝေးအောင်ကို PDF တပ်ဖွဲ့တွေကဖမ်းဆီးရမိပြီးစစ်ဆေးမှုများပြုလုပ်နေကြောင်းတင်ဆက်ပေးချင်ပါတယ်ခင်ဗျာမန္တလေးတိုင်းမိထီလာမြို့နယ်ရန်ကုန်အဝင်းတည်တက္ကသိုလ်တဒဗေဒဌာနဂတိကဒေါ်ဝေးအောင်ကို PDF တပ်ဖွဲ့တွေကဖမ်းဆီးရမိပြီးစစ်ဆေးမှုများလှုပ်ဆောင်နေကြောင်းမြင်းချိုင်ခရိုင်အမတ်10တာရင်ထိုးကြီး PDF ကထုတ်ပြန်ထားပါသည်အကြံဖက်စစ်ကောင်စီ၏ရန်တရားလက်ပတ်နိုင်စေနိုင်သောလုပ်ငန်းများကိုအားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်နေသည့်မန္တလေးနိုင်ငံသားရေးဘာသာတက္ကသိုလ်စီမံတန်တဌာနမှူးဦးအောင်စန်း၏ဇနီးဖြစ်သူရန်ကုန်အဝေးတည်တက္ကသိုလ်တဒဗေဒဌာနဂတိကဒေါ်ဝင်းအောင်ကိုမိထီလာမြို့နယ်တနေရာတွင်ငင်းချန်ခရိုင်အမလေးတိုက်ရင်30မှတော်လန်ရေးတပ်ဖွဲ့များကဖမ်းဆီးရရှိခဲ့ကြောင်းသိရပါသည်ဖမ်းဆီးရမိသောဒေါ်ဝေးအောင်ကိုမြင်းချံခရိုင်အမလေးတိုက်ရင်30မှစုံစမ်းစစ်ဆေးမင်းမှန်မှုများဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနထိုးကြီး PDF ကတည်င်းမှာထုတ်ပြန်ထားပါသည်ထို့သို့ဖမ်းဆီးရမှုနှင့်ပတ်သက်သည့်ဖြစ်စဉ်အခြေအနေကိုမြင်းချံခရိုင်အမလေးတိုက်ရင်30မှဆက်သွယ်ထားတော်လဲပြန်လည်ဖြည့်ဆည်းခြင်းမရှိဘူးတဲ့တည်င်းမှာဖော်ပြထားပါတယ်ခင်ဗျာ